ice retribution flame retribution bloody retribution ဒီနေ့မှာတော့မတည်သေးတဲ့ညီကိုတွေအတွက်ဒီ re 3မျိုးအကြောင်းကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒါဆိုရင် ice retribution အကြောင်းကိုစလိုက်ကြရအောင် ice retribution ကိုတစ်ဖက် enemy ကိုသုံးမယ်ဆိုရင်ထူးလမ်းမေက100ထိထွက်မှာဗျာပြီးတော့ enemy ရဲ့ movement speed ကိုလည်း80ရာခိုင်နှုန်းနဲ့100ထိကိုကျွန်တော်တို့ခွင့်ယူနိုင်မှာပဲဖြစ်ပါတယ်အရှင်းဆုံးပြောရမယ်ဆိုရင်တော့ကိုကတစ်ဖက် enemy ကို re သုံးလိုက်တဲ့အခါမှာတစ်ဖက် enemy ကနှေးပြီးတော့ကိုကပြန်သွားမှာပဲဖြစ်ပါတယ်ဒါကြောင့်ကိုကတစ်ဖက် enemy ကို like ကန်တာပဲဖြစ်ဖြစ်ထွက်ပြေးတာပဲဖြစ်ဖြစ်ဒီ retry ကိုသုံးမယ်ဆိုရင်တော့အဆင်ပြေပါတယ် flame retribution ကိုသုံးမယ်ဆိုရင်တော့ကိုက physical damage နဲ့ magic damage ကိုကိုကခိုးလိုက်မှာပဲဖြစ်ပါတယ် brother တို့ကိုရှင်းအောင်ပြောရမယ်ဆိုရင်တော့ brother တို့က damage များထွက်ပြီးတော့ enemy က damage နည်းနည်းပဲထွက်မယ်နောက်တစ်နည်းနဲ့ရှင်းအောင်ပြောရမယ်ဆိုရင်ကျွန်တော်စီလောင်းကိုအဲ့ဒီတန်းပိုင်းပြမယ်damage က2160ပဲထွက်တယ်အခု flame retribution ကိုသုံးပြီးတော့ကျွန်တော်စီလောင်းကိုအဲ့ဒီပိုင်းပြပါမယ်damage က2999ထွက်တယ်ဗျာဒါကြောင့် brother အနေနဲ့ flame retribution ကို 1/1 ချရတဲ့နေရာတွေမှာသုံးမယ်ဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါတယ် bloody retribution brother အနေနဲ့ဒီ bloody retribution ကိုသုံးမယ်ဆိုရင်တော့ enemy ကို retrieve ပေါက်တဲ့အခါမှာကိုကသွေးပြန်တက်မယ်ပြီးတော့ enemy ကမီးဆွဲပြီးတော့သွေးတွေနည်းနည်းသွားမယ်ဒီ retrieve ကဘလို့သုံးဝင်လဲဆိုတော့ညီကိုအနေနဲ့ enemy တွေကို like ကန်တဲ့အခါမှာသွေးနေပြီးမပြတ်သွားတဲ့ကောင်တွေကိုဒီ retrieve သုံးမယ်ဆိုရင်တော့ပြတ်နိုင်ပါတယ်ဒီနေ့ကတော့မတည်သေးတဲ့ညီကိုတွေအတွက်လာရှင်းပြခြင်းပဲဖြစ်ပါတယ်နောက်လဲဒီလို video လေးဆက်လုပ်ပေးဖို့ရှိတဲ့အတွက်ကြောင့်မလို့ညီကိုအနေနဲ့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲအားလုံးပဲအဆအဆရရအထူးဂရုစိုက်ကြပါဗျာ